ဇန်းငါရဲ့နေကိုမျောကနေတော့ရှိကြရမျောအသက်ဆုံးကရေမှာရှာတော့မြေမျက်နှာအောက်ချီမှာစားရေမျက်နှာအထက်စီတို့နော်အတောင်30ကျော်ဒီလိုက်ရများနဲ့ဝေးအထက်ထပြန်ငါပေါ်တကယ်ပဲခက်ခဲနဲ့နဲ့လို့လာတယ်နော်1350ပြည့်ရဲ့ဝါသူလာတန်းငါရဲ့နေကိုမျောကနေတော့ရှိကြရမျောအသက်ဆုံးကရေမှာရှာတော့ရေမျက်နှာအောက်ချီမှာစားရေမျက်နှာအထက်စီတို့နော်အတောင်30ကျော်ဒီလိုက်ကြရများနဲ့ဝဲရထထပြန်ငါပေါ်တကယ်ပင်ခက်ခဲနဲ့လို့လာတယ်နော်စိတ်မမစရာပါပဲဝိဇ္ဇာတတ်နေပြီမြောက်လို့နော်အယုပန်တွေမညှို့နှံကြဘူးဘိုးရန်ပူဇော်ပွဲအတူတွဲကပဲပြောစိတ်မမစရာပါပဲဝိဇ္ဇာတတ်နေပြီမြောက်လို့နော်အယုပန်တွေမညှို့နှံကြဘူးဘိုးရန်ပူဇော်ပွဲအတူတွဲကပဲပြောအစင်သာထူသမျှဟုတ်ရအရှင်မဟာဥပါဂုတ်တာတကုတေသာကကြောအမျိုးတွေလာသမျှပြောဘုဒေဝါတစ်ပြခွဲခက်ခဲတော့အထက်ပွဲမှာလဲပြောစင်မမစရာပါပဲဝိဇ္ဇာတတ်နေပြီမြောက်လို့နော်အမျိုးပန်းတွေမညှို့နှံကြဘူးဝိရပူဇော်ပွဲအတူတွဲကပဲပြောစိတ်မမစရာပါပဲဝိဇ္ဇာတတ်နေပြီမြောက်လို့နော်အမျိုးပန်းတွေမညှို့နှံကြဘူးဝိရပူဇော်ပွဲအတူတွဲကပဲပြောအစင်သာထူသမျှဟုတ်ရအရှင်မဥပါဂုတ်တာတကုတေသာကကြောအမျိုးတွေလာသမျှပြောဘုဒေဝါနှစ်ဖြခွဲခက်ခဲတော့အထက်ပွဲမှာလဲပြောအချီကြီးလေးပါလေနော်လှီကြီးလေးငယ်တမျောတခွန်ခင်ရှင်မြတ်ဖျားပွဲတော့တအားခဲလို့ပြဆွဲသလိုပဲပြောရေပြင်းမနေရှင်ပွဲထုခဲစွာပြပနာရလာတယ်နော်ကုအမြဲသာအချထာဝရဘဝတော်ရေပြင်းမနေနေငင်ကိုနေမင်းကချက်ပြီးသလိုပါအနိုးအချီကြီးလေးပါရဲ့နော်လှီကြီးလေးငယ်တမျောတခွန်ခင်ရှင်မြတ်ဖျားပွဲတော့တအားခဲလို့ပြဆွဲသလိုပဲပြောအချီကြီးလေးပါရဲ့နော်လှီကြီးလေးငယ်တမျောတခွန်ခင်ရှင်မြတ်ဖျားပွဲတော့တအားခဲလို့ပြဆွဲသလိုပဲပြောရေပြင်းမနေရှင်ပွဲထုခဲစွာပြပနာရလာတယ်နော်ကုအမြဲသာအချထာဝရဘဝတော်ရေတလင်းမသိနေရင်နေမင်းကချက်ပြီးသလိုပါအနိုးမာကျော်တတိုင်းရည်လေးပြုတဲ့နေရာတော့နိုင်လီလီထူတဲ့ခေမာကျော်သာသနာတွင်အားတစီတဲ့ဆရာတော်ရှင်ဗာမဲ့ထီကွယ်သာသနာတွင်အားတစီတဲ့ဆရာတော်ရှင်ဗာမဲ့ထီကွယ်ဒီလားရေလိုက်မို့နေကတိုင်းတွေကစားလူပြောလိုက်ရည်မလိုက်ရည်မကတိုင်းရည်လေးပြုတဲ့နေရာတော့နိုင်လေးထူတဲ့ဒီမှာကျော်ကတိုင်းရည်လေးပြုတဲ့နေရာတော့နိုင်လေးထူတဲ့ဒီမှာကျော်သာသနာတွင်အားတစီတဲ့ဆရာတော်ရှင်ဗာမဲ့ထီကွယ်သာသနာတွင်အားတစီတဲ့ဆရာတော်ရှင်ဗာမဲ့ထီကွယ်ဒီလားရေလိုက်မို့နေ
ရောက်သေးဘူးညံမျောလေးကြီးမြောက်လေးရေလာရေလိုက်မော်ဒီကတိုင်း